အားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်တချင်တော့က Eve ဆိုတဲ့ကလေးမလေးတယောက်ဟာသူ့ရဲ့အဖေ JBR နဲ့အတူတူနေထိုင်ပါတယ် Eve ကတော့ဘယ်လီအကားကိုအယံဝါဒနာကြည့်ပြီးတော့မှသူ့ရဲ့အဖေကလည်းအမြဲတမ်းအားပေးပါတယ်သူ့ရဲ့မွေးနေ့မှာဆိုလို့ရှိရင်ဘယ်လီအကားသမားရုပ်ကလေးတွေပါတဲ့တစ်တာဂီတငယ်လေးတစ်ခုကိုလက်ဆောင်ပေးခဲ့ပါသေးတယ်ဒါသူတို့မျိုးရဲ့ချစ်ခင်မှုကိုပြသတဲ့အဖို့တန်တင်ကြတာလေးပါတညမှာတော့သူတို့အေးစေးနားနေတော့မှမမျောလင်းတဲ့အရာတွေဖြစ်လာခဲ့ပြီးကြေးသားလူတစုကသူတို့ရဲ့အိမ်ကိုဝင်ပြီးတော့စီးပါတယ်ဘာဒီပဲဖြစ်ပါစေ JBR ကတော့အဲ့လိုဖြစ်လာတယ်ဆိုတာကိုကြိုတင်သိပုံရပြီးတော့ချက်ချင်းပဲသူ့ရဲ့ဗီဇတွေကနေရာယူသွားခဲ့ပြီးတော့တိကျပြတ်သားတဲ့လှုပ်ရှားမှုတွေနဲ့တက်ခဲ့တဲ့သူတွေကိုတယောက်ပြီးတယောက်ဖြိုချပါတယ်။သူဟာတာမန်လူတယောက်မဟုတ်ဘူးဆိုတာသူ့ရဲ့လှုပ်ရှားမှုတွေကရှင်းရှင်းလင်းလင်းပြလို့နေပြီးတော့အန်နီရှိမန်တိတဲ့အခါမှာ JBR ဟာEveကိုလျှို့ဝှက်အခန်းထဲကိုဖွက်ထားခဲ့တာပါ။ဒါပေမဲ့ခြေသားတွေကဆက်ရောက်လာခဲ့ပြီးတော့နောက်ဆုံးတော့သူတို့ကိုအနံယူသွားခဲ့ပါတယ်။ခေါင်းဆောင်ကEveကိုခေါ်သွားဖို့အတွက်ရောက်လာခဲ့တာဖြစ်ပြီးကြောက်လန့်နေတဲ့ကလေးမလေးဟာပုံနေတဲ့အချိန်မှာဇက်လန်လေးစားခဲ့တာပါ။ဒါကတော့ Valerina ပါပဲမကြခင်မှာတက်ကောင်ဆလာဟာနှစ်ပေါင်းတစ်ထောင်လောက်ကြာခဲ့ပြီဖြစ်တဲ့ရှေးအောင်လျှို့ဝှက်ခန်းကြီးကိုအုပ်ချုပ်နေသူဖြစ်တဲ့အကြောင်းပေါ်လွင်လာပါတယ်။ JBR ကဒီကန်းရဲ့အဖွဲ့ဝင်ဟောင်းဖြစ်ပေမဲ့လည်းတစ္ဆာဖောက်ခဲ့တာဖြစ်ပြီးဒါကြောင့်ကောင်ဆလာကEveကိုသူတို့ရဲ့မျိုးဆက်ဖြစ်စေချင်တာပါ။သူက JBR ကိုကြည်တောင်ပဲပါတဲ့ပစ္စတိုတစ်လက်ပေးပြီးတော့မှသူ့ကိုယ်သူရွေးနှုတ်ခွင့်ပေးခဲ့ပါတယ်။ဒါပေမဲ့လည်း Eve ကတော့သူ့ရဲ့အဖေကိုလှမ်းခေါ်လိုက်တဲ့အချိန်မှာအာယုံပြတ်သွားပြီးအဲဒီကတ်တဲ့ကို JBR ကအခွင့်ကောင်းယူပြီးသူပြန်တက်ခဲ့ပြီးတော့လူအတော်များများကိုရှင်းထုတ်ပြပါတယ်။အဲဒီအချိန်မှာEveကစစ်သားတယောက်ရဲ့လက်မောင်းပေါ်ကအိတ်စတန်ကိုအမာယူကိုသတိထားမိသွားခဲ့ပြီးJBR ပေါက်ခွဲပစ္စည်းတစ်ခုကိုဖောက်ခွဲပြီးတော့မှEveကိုအပြင်ကိုခေါ်ထုတ်လာခဲ့ပါတယ်။သူကတနက်မှန်ထားပြီးမဲ့လည်းEveဘေးကင်းဖို့အတွက်မယမနာကြိုးစားခဲ့ပြီးတော့စက္ကန့်ပိုင်းကြာမှအိမ်ဟာမီးလောင်ပြကျသွားခဲ့ပါတော့တယ်။နောက်ဆုံးတစ်သက်မှာJBR ဟာEveကိုသူ့ကိုယ်သူဂယူးဆိုင်ဖို့မှာပါတယ်။တယောက်တည်းဖြစ်သွားခဲ့တဲ့Eveကတော့ရဲတွေကိုအကုန်လုံးကိုသတင်းပို့ခဲ့ပြီးမဲ့မကြခင်မှာမမျှော်လင့်ထားတဲ့လူတစ်ယောက်ရောက်လာခဲ့ပါတယ်။သူကတော့ဟိုတယ်ရဲ့မန်နေဂျာWinstonပဲဖြစ်ပါတယ်။ Winstonဟာမိဘမဲ့ဖြစ်သွားခဲ့တဲ့ကလေးမလေးကိုReka Roma လို့ခေါ်တဲ့လုံခြံတက်ဖြတ်သူလေးချင်းစကန်ကိုခေါ်သွားခဲ့ပြီးတော့အဲ့ဒီမှာEveကိုဒရိုက်တာလို့ပဲသိထားတဲ့အမျိုးသမီးတယောက်ရဲ့လက်ထဲကိုအနံခဲ့ပြီးတော့မယမနာနေတဲ့လူတစ်ယောက်အဖြစ်ပြုစုပြောင်းထောင်သွားမှာဖြစ်ပါတယ်။စနေနေ့ကြာတဲ့ကံမှာတော့အရင်ကလုံနှုတ်နေတဲ့ကလေးမလေးမဟုတ်တော့ပဲသူမဟာဒရိုက်တာရဲ့ကြီးကြပ်မှုအောက်မှာစီကန်းရှိတဲ့ဘေးလီအကာသမားတယောက်အဖြစ်လေ့ကျင့်ပြီးသားဖြစ်နေပြီ။ဒီနေရာမှာတော့အမျိုးသမီးအသေးတွေဟာအကားရဲ့ချက်တွေကိုရောတက်ဖြတ်ခြင်းရဲ့တီးတောင်မှုကိုပါသင်ယူရပါတယ်။အဲ့ဒီနေရာမှာဘေးလီအကာဆိုတာအမှုပညာတသက်မဟုတ်ပါဘူး။ခန္ဓာကိုယ်နဲ့စိတ်ကိုထိန်းချုပ်ဖို့အတွက်ချင်းခွေးရှားတစ်ခုပါပဲဘယ်လီကဟာဆက်ရှင်ပြီးတာနဲ့ပဲဤကတခြားအသစ်တွေနဲ့တူတူတိုက်ခိုက်ရေးလေ့ကျင့်ခန်းကိုချက်ချင်းဆက်လုပ်ရပြီးတော့လက်နက်မဲ့တိုက်ခိုက်ရေးကစပြီးတော့တနက်ပြည့်တဲ့အထိရှင်သန်ဖို့အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတိုင်းကိုသင်ယူရပါတယ်ဝိုင်းရလုံချန်သူတွေနဲ့တူတူအိမ်နဲ့သူ့ရဲ့တငယ်ချင်းတွေကိုအထူးဧည့်သည်တော်တွေကိုကာဝယ်ရမယ်အကာအကွယ်ပေးရေးတာဝန်တွေပေါ်မှာအာရုံစိုက်ဖို့သင်ကြားပေးခဲ့ပါတယ်စနေနေ့တာပြင်းထန်တဲ့လေ့ကျင့်မှုနဲ့နာကျင်မှုတွေကထူးခြားတဲ့လူတွေဖြစ်လာအောင်ပုံဖော်ပေးခဲ့ပြီးစာသင်ခန်းထဲမှာအကောင်းဆုံးဖြစ်အတိမတ်ပြုခြင်းခံရပြီးတော့ကြောက်လေးကြောက်ရတယ်လို့လေးစားလေးခံရတဲ့သူဖြစ်နေပါပြီ။ဒါပေမဲ့သူမနေရာကိုတကယ်ရရှိဖို့အတွက်နောက်ဆုံးစမ်းသပ်မှုတစ်ခုရင်ဆိုင်ရပါသေးတယ်။ပြင်ပန်းကတော့အဖွဲ့အစည်းကိုတစ္ဆာပေါက်တဲ့သူ့ရဲ့အမတယောက်ပါ။ဤပါတွန်းဆုံနေပဲမောင်းဆွဲလိုက်ပြီးတော့အဲ့ဒီအခိုက်အတန့်မှာပဲသူမရဲ့ပြောင်းလဲမှုတွေအဆုံးသတ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမတယောက်တည်းရပ်နေတဲ့အချိန်သူ့ဘေးရဲ့အမတ်တရားတွေဟာရေလွှမ်းမှုသလိုပြန်ပြီးတော့ဝင်လာခဲ့ပါတယ်။အဲဒီမှာပဲနာမည်ကျော်ဂျုံဝိတ်ကရိုမာကိုအကာအကွယ်ယူဖို့အတွက်ရောက်လာခဲ့တာဖြစ်ပြီးသူ့ကိုကဘာနဲ့ကလှုပ်ချန်သူတွေကလိုက်လို့နေပါတယ်။သူရဲ့လှုပ်ပြီးသွားတဲ့ခါမှEveကငကားပစုအောက်ကလူကိုနောက်ဆုံးမှမြင်ခွင့်ရခဲ့ပြီးသူ့ရဲ့အကြောင်းကိုတစ်သက်လုံးကောလာဟာလာတွေကြားခဲ့တာမဖြစ်နိုင်တာကိုဆက်ညင်ခဲ့တဲ့လူတစ်ယောက်အကြောင်းကိုအသစ်တွေကြားထဲမှာတိုးတိုးလေးပြောနေကြပါတယ်။ Eveကတော့သူဟာဒဏ္ဍာရီထက်ပိုနေပြီးဒါပေမဲ့ဂျုံဝိတ်ကသူ့ကိုဒီလောကကနေထွက်သွားဖို့အတွက်တစ်ချိန်ကအကြံပေးခဲ့ပေမဲ့Eveကတော့သူ့ရဲ့လမ်းကိုရွေးချယ်ခဲ့ပါတယ်။သူမဟာပြင်မဲ့အဖွဲ့အစည်းတစ်ခုစီကနေကျန်းသာတဲ့အာရှအမေရိကန်တယောက်ကိုကာဝယ်ဖို့ပထမဆုံးမစ်ရှင်ကိုလက်ခံခဲ့ပါတယ်။ယုံကြည်ချက်နဲ့ရဲစွမ်းတဲ့အပြည့်ရှင်Eveဟာချက်ချင်းပဲလှုပ်ရှားမှုတွေကိုခုံဆင်လိုက်ပြီးမကြခင်မှာတည်စီနိုင်တဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်။လူတစုကအမေရိကန်ကိုချောင်းမြောင်းတိုက်ခိုက်ပြီးမဲ့Eveကတော့တွန့်ဆုတ်မနေပဲသူမရဲ့လေ့ကျင့်မှုတွေကနေရာယူသွားခဲ့ပါတယ်။လှုပ်ရှားမှုတွေကတိကျပြီးပြစ်ခတ်မှုတွေကရည်ရွယ်ချက်ရှိတဲ့စက္ကန့်ပိုင်းတွင်မှာတိုက်ခိုက်တဲ့သူတွေကိုကြာဆုံးသွားစေပါတယ်။ပထမဆုံးမစ်ရှင်ကိုအမှားရမရှိပြီးမြောက်ခဲ့တဲ့Eveဟာရိုမာရဲ့တရားဝင်တက်တူးကိုရရှိခဲ့ပါတော့တယ်။ဒါကတော့အဖွဲ့ဝင်ဖြစ်မှုရဲ့အမှတ်အသားဖြစ်တဲ့သူမဖြစ်လာတဲ့ပုံစံရဲ့သင်္ကေတပါပဲ။အဲချိန်ကစပြီးတော့မှသူမရဲ့အလုပ်တွေဟာပို့ပြီးတော့မှောင်မိုက်လာခဲ့ပြီးတာဝန်တစ်ခုစီတိုင်းကသူမကိုအရင်ကတူတဲ့ပို့ဝေးသွားစေပါတယ်။ကိုကျင်ကြားနဲ့တနာကျင်နာမှုကိုမိကုံမထုတ်တော့တဲ့ရက်ဆက်တဲ့ professional တယောက်ဖြစ်လာစေပြီးဒါပေမဲ့တညအိမ်ပြန်တဲ့လမ်းမှာတော့Eveကိုတုတ်တင်မှုပို့ထားတဲ့တခြားလူကြံသူတယောက်ကချောင်းမြောင်းတိုက်ခိုက်ခံရပါတယ်။ဒါပေမဲ့မြဲဆန်ကျန်းတဲ့မြဲEveကတော့အလွယ်တကူဖြိုချနိုင်ခဲ့ပြီးသူမအလောင်းကိုစစ်စစ်ကြည့်တော့သူ့ရဲ့လက်မောင်းမှာ X ပုံစံအမာယိုလေးကိုတွေ့ရပါတယ်။ဒါလွန်ခဲ့တဲ့နေ့ပေါင်းများစွာကသူ့ဖေကိုတက်ခဲ့တဲ့ကြီးသားတွေဝစ်ဆင်ခဲ့တဲ့အမတ်သားနဲ့အထက်တူဖြစ်နေပြီးအဲ့ဒီအမတ်တရားတွေကြောင့်စိတ်မသက်မသာဖြစ်နေခဲ့တဲ့Eveဟာဒရိုက်တာရဲ့ရုံးခန်းထဲကိုဝင်ပြီးတော့အမှန်တရားကိုတောင်းဆိုပါတယ်
အဲ့တော့မှဒရိုက်တာဟာရှီအောင်ခိုင်အကြောင်းကိုအစကတည်းကသိခဲ့ပေမဲ့စစ်ပွဲရှောင်ဖို့အတွက်ညီနေခဲ့တာကိုသိရပြီးသူမဟာအိတ်ကိုဒီလန်းကနေရှောက်ထွက်သွားဖို့အတိတ်ကိုမြုပ်နှံထားဖို့တတိပေးပါတယ်။ဒါပေမဲ့အိတ်ကတော့အမိန့်တွေကိုမျက်စိစုံမိတ်နာခံတဲ့သူမဟုတ်ပါဘူး။တစ္ဆာဖောက်ခံရတယ်လို့ခံစားရတဲ့အတွက်သူမကိုကူညီပေးနိုင်မဲ့တိုရီတော်လူဖြစ်တဲ့မန်နေဂျာဝင်းစတန်စီကိုလှည့်ထွက်ခဲ့ပါတော့တယ်။ဒရိုက်တာနဲ့မတူဘဲနဲ့ဝင်းစတန်ကသူမကိုငိမ့်သက်လေးစားစွာနဲ့ကြိုးဆိုပြီးအိတ်ကသူတို့လောကရဲ့စံနှုန်းငွေကြီးဖြစ်တဲ့ရွှေရင်းကားတစ်ပြားပေးပြီးတော့ခိုင်းအကြောင်းအချက်လက်တွေတောင်းဆိုပါတယ်။ဝင်းစတန်ကသဘောတူပေမဲ့တတိပေးစကားတစ်ခုတော့ပြောပါတယ်။သူမလိုက်နေတဲ့ဘွဲဟာတာမန်ဘာသာရေးခိုင်းတစ်ခုမဟုတ်ပါဘူး။နှစ်ပေါင်း1000တက်တန်းရှိတဲ့ရဲဆက်ကြမ်းကြုတ်မှုတွေနဲ့လူသားဆံမှုကင်းမဲ့တဲ့ဗယံပရာခိုင်းဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူတို့ဟာအမြင့်ဆုံးကောင်စီရိုမာနဲ့ကိုနေရှေတို့နဲ့တိုက်ပွဲတစ်ခုမဖြစ်ပေါ်အောင်ဟန်ကျင်းနေတဲ့ငြိမ်းချမ်းရေးစာချုပ်ကိုချုပ်ဆိုထားတာပါ။အဲ့ဒီငြိမ်းချမ်းရေးကိုချိုးဖောက်လိုက်တာဟာမြေအောင်လောကကိုတစ်ချိန်လုံးကဖျက်ဆီးခဲ့တဲ့စစ်ပွဲကိုပြန်လည်ဖြစ်ပွားစေနိုင်ပြီးဒါပေမဲ့အေကတော့စိတ်ပိုင်းဖြစ်ပြီးသားပါပဲ။ဝင်းစတန်ကတော့ဟိုက်တီဘေးရဲ့ operator ကိုဆက်သွယ်ပြီးတော့ဂိုင်းဝင်တယောက်ဖြစ်တဲ့ဖိုင်းကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။ဖိုင်းကအခုမှဆိုလို့ရှိရင်တော့ပရာဂူမာရှိတဲ့ဌာနခွဲမှာနေပြီးတော့အေကချက်ချင်းပဲအရင်းညမှာထွက်လာခဲ့ပါတော့တယ်။အနေများတဲ့ဧည့်သည်တွေကပြေးလို့နေပြီးတော့သူတို့အားလုံးဟာတိတ်ဆိတ်တဲ့စီးမြင်တွေနဲ့ကြီးနှောင်ထားတဲ့ professional လုပ်ကြံသူတွေကြီးပဲဖြစ်ပြီးအဲ့ဒီချိန်မှာလီနာဆိုတဲ့နောက်ထပ်လုပ်ကြံသူလေးပါပါတယ်။သူမကလည်းပဲဖိုင်းကိုပဲပြစ်မဲ့ထားနေတာဖြစ်ပြီးလီနာကတယောက်တည်းအလုပ်လုပ်တာမဟုတ်ပါဘူး။လန်ဒဘက်ကအဆောင်ကနေသူတို့ရဲ့အဖွဲ့ကဖိုင်းရဲ့ဟိုတယ်အခန်းကိုစောင့်ကြည့်နေပြီးတက်ခဲ့ဖို့အကောင်းဆုံးအချိန်ကိုစောင့်နေကြတာပါ။ဒီကပိုင်းရဲ့ဘေးခန်းမှာပဲယူပြီးတော့အချိန်မဖြုံးတော့ပဲဘယ်သူမှမသိအောင်အခန်းထဲဝင်ဖို့အတွက်ပြည်ရင်းမောက်အကျဉ်းလေးကနေဂီယူတစ်စိတ်တက်လာခဲ့ပြီးဒါပေမဲ့အထက်ရောက်တော့အဲလာဆိုတဲ့ကလေးမလေးတယောက်ကိုတွေ့ရပါတယ်။သူမမတုံမြန်ကြီးမှာဖိုင်းကတနက်ခံပြီးတော့အနောက်ကနေပေါ်လာပါတယ်။အဲ့ဒီကလေးကသူ့ရဲ့သမီးပါပဲ။ပိုင်းဟာသူ့ကိုထိန်းချုပ်ခဲ့တဲ့ခိုင်းကနေထွက်ပြေးဖို့ကြိုးစားရင်းနဲ့ဒီမှာဖွက်ထားခဲ့တာဒီမြင်ကွင်းဟာသူ့ရဲ့ဖေကသူ့ကိုဒီလိုလူဆိုးတွေစီကနေကောက်ဝေခဲ့တဲ့အတိတ်နဲ့ထက်တူကြလို့နေပါတယ်။ပိုင်းရဲ့ဇလန်ကိုကြားတဲ့အခါမှာအေးရစိတ်တွေရှုပ်ထွေးသွားခဲ့ပြီးသူမဒီမှာသူ့ကိုတတ်ဖို့လာခဲ့ပေမဲ့အဲ့ဒီဖြစ်ပျက်တဲ့ကနာကျင်စွာနဲ့ရင်းနှီးနေပါတော့တယ်။အဲ့ဒီမှာလီနာကဥဟာဘိုင်းရဲ့အခန်းထဲကိုရောက်နေပြီဆိုတဲ့သတင်းကိုသူ့ရဲ့လူတွေစီကရခဲ့ပါတယ်။အေးရဲ့တွန်းဆုံမှုတွေကိုတစ္ဆာဖောက်မှုလို့မှားယွင်းတင်မဲ့ပြီးဒီနောက်ဘိုင်းရဲ့စူကြီးကိုနှစ်ဆတိုးလိုက်တဲ့အတွက်အဲ့ဒီအေရီယာကလုံကျန်သူတိုင်းကိုဗိုက်စာနေတဲ့တားရဲတွေအဖြစ်ပြောင်းလဲသွားစေပါတော့တယ်။မရခင်မှာတိတ်ဆိတ်တဲ့တင်းမာမှုကဗျံပရာအဖြစ်ပေါက်ခဲသွားခဲ့ပြီးကျန်တဲ့တနက်ပြစ်ခတ်မှုတွေဖြစ်သွားခဲ့ပါတယ်။အေးကဘိုင်းနဲ့တူတူဒရက်ဆက်တစ်ဖက်ကနေရက်တီဖို့ဆုံးဖြတ်လိုက်တဲ့အတွက်ကြီးစံတွေကနေရနေပရီဘိုကာတွေကိုစွန့်ပြတ်တက်သွားစေခဲ့ပြီးသူတို့မျိုးဟာပိုင်းနဲ့သူ့ရဲ့သမီးထွက်ပြေးဖို့တဲ့အချိန်ရအောင်လှုပ်ကြံတဲ့သူတွေကိုပြန်လည်တက်ခဲ့ကြပါတယ်။တယ်လီကာစင်မှာပိုင်းကဥကိုအဲလာကိုကာဝယ်ပြီးဖို့တောင်းပန်ပြီးအလဲလဲအနေနဲ့ခိုင်းအကြောင်းတူတူသမျှအကုန်ပေးမယ်လို့ကတိပေးပါတယ်။ဒါပေမဲ့သူတို့တွေမြင်းကြီးထက်ကိုမရောက်ခင်မှာကဲကြမကသူတို့ဘက်မှာမရှိပါဘူး။လှုပ်ကြံသူတယောက်ပေါ်လာခဲ့ပြီးတော့ပိုင်းကိုပြစ်လိုက်ပါတယ်။ဤကအနောက်ကနေထိုးနှက်လိုက်တာကြောင့်တတိမေးသွားခဲ့ပြီးအဲလာကိုကောင်ဆယ်လာစီကိုပို့ဖို့တဲ့ဖန်ဆီးသွားခဲ့ပါတယ်။အဲ့ဒီဗီယမ်ဗရာမူဟာမန်နေဂျာတွေကိုအာယုံစိုက်စီခဲ့ပြီးဟိုက်ဂျီဘေရဲ့စီမင်းရဟိုတယ်တွင်မှအကြမ်းဖက်မှုလုပ်တာကိုတင်းတင်းကြပ်ကြပ်တားမြစ်ပါတယ်။အီဗီနဲ့ဂျန်နဲ့လုံကျန်သူနှစ်ယောက်ကိုဟိုတယ်ကောင်စီရှိမှစီရင်မှုခေါ်ဆောင်လာပြီးဤကဟိုတယ်ထဲမှာဘသူကမှမတက်ခဲ့တဲ့အတွက်အသက်ချမ်းသာရရခဲ့ပြီးဂျန်တဲ့သူတွေကိုတော့ချက်ချင်းပဲကွက်မြက်လိုက်ပါတယ်။အဲ့ဒီဖြစ်ရကြီးပြီးသွားတဲ့အခါမှာဤကနားမနေပဲနဲ့ဂျုံမင်းကိုလည်းအမြဲလေးလာတဲ့လက်နက်ဆိုင်ကိုဦးတည်သွားခဲ့ပါတယ်။သူမရဲ့ရွှေရင်းကားများနဲ့နောက်ထပ်မရှင်တွေအထူးတနက်တွေကိုစတင်ရွေးချယ်ခဲ့ပြီးဒါပေမဲ့မပြီးခင်မှာဂိုင်းကောင်ခြေသားတွေကသူမကိုချီရခံမိပြီးတော့တကားကိုဖောက်ဝင်လာခဲ့ပါတယ်။ထွက်ပြေးဖို့တဲ့လမ်းမရှိဘဲနဲ့တောင်းချနေတဲ့အီဟာကောင်တာနောက်ကပေါက်ခဲပစ္စည်းတရားကိုတွေ့လိုက်ရပြီးသူမမလွတ်မြောက်နိုင်ရင်သူတို့ကပါအတူခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။စက္ကန့်ပိုင်းကြာမှပဲအဆောင်တစ်ခုလုံးကမိုးချင်းတယ်လို့ပေါက်ခဲသွားခဲ့ပြီးတနက်ပြစ်ခတ်မှုတွေရဲ့မိဦးတွေငြိမ်သွားတဲ့အခါမှာဒေါသထွက်နေတဲ့ဆိုင်ရှင်ကအီဟာသူ့ရဲ့ရန်သူမဟုတ်မှန်းသိသွားခဲ့ပါတယ်။အဲဒါသူဟာအီကိုတကောင်ဆယ်လာရဲ့ပေမဌာနချုပ်နဲ့ရှီအောင်ခိုင်းရဲ့နှလုံးသားကိုဘယ်မှာရှာရမလဲဆိုတာပြောပြပါတယ်။အဲဒီကိုရောက်ဖို့အတွက်လက်နက်အစုံနဲ့ကားတစ်စီးကိုအခမဲ့ပေးပါတယ်။အေကတော့တယောက်တည်းထွက်သွားလာခဲ့ပြီးတော့ကျေပြောလာတဲ့ရေခဲဖုံးနေတဲ့တွန်းတဲ့တွေကိုမောင်းနှင်သွားခဲ့ပြီးဒရိုက်တာကဖုန်းဆက်ပြီးတော့စစ်ပွဲမစဖို့အတွက်ပြန်ဆုပ်ဖို့တိုက်တွန်းမိမယ်လေအမိန့်ကိုလိုက်နာမယ်လို့မဟုတ်ပါဘူး။ဂျုံဝင်းလိုပဲသူမဟာခေါင်းမာပြီးတော့စိတ်ပိုင်းဖြစ်လာတဲ့သူဖြစ်ပြီးဘာပဲဖြစ်လာရင်ဆိုင်မှုအဆင်သင့်ပါပဲ။နောက်ဆုံးမှာတော့ရွာငယ်လေးကစားတော့ဆိုင်လေးကိုသူမရောက်ခဲ့ပြီးတခြားကြီးသွားတယောက်လိုဟန်ဆောင်ကကော်ဖီတောက်ဖို့ကြိုးစားခဲ့ပေမဲ့အထက်ကလူတွေကတော့သူမဘယ်သူလဲဆိုတာအရင်ကတည်းကသိနေကြပါတယ်။မကြခင်မှာလူတယောက်ဝင်လာပြီးတော့တနက်နဲ့ပြစ်တာကြောင့်ကဖေးတစ်ခုလုံးကဗျံမရာဖြစ်ခဲ့ရပြီးအဲနောက်မှာအင်းနဲ့ဝိုင်းရင်လုံးကျန်သူတယောက်ကြားထဲမှာတင်းမာပြီးတော့ကျန်းတဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။သူကမြင်ပေမဲ့အီလောက်တော့မမြန်ခဲ့ပါဘူး။အီဟာသူ့ရဲ့လက်ကိုချိုးပြီးတော့သူ့ကိုတွန်းဆုံနေပဲတက်ပြစ်ခဲ့ပါတယ်။သူမအသက်မရှူခင်မှာပဲမိဖို့ကြောင့်တွေကအမျိုးသမီးတယောက်သူ့ရဲ့ခန်းဝင်ထွက်လာခဲ့ပါတယ်။သူတို့ရဲ့တိုက်ပွဲကကြမ်းတမ်းပြီးတော့မှပုံကိုရေးဆန်ပါတယ်။ရှင်တန်မှုတိုက်ခိုက်ရင်းနဲ့ပကံတွေနဲ့မှန်ခွဲတွေနဲ့ဖြစ်ကုန်ပြီးဒါပေမဲ့တိုက်ခိုက်မှုတွေဟာစက်တက်ရောက်လာစေပါပဲ။ဒီကတော့လူဝင်ရမမြောက်မတဖြစ်နေပြီးတော့ပုံကိုစရာမရှိတဲ့အတွက်
စောင်းကြီးမျောစင်မော်ကိုပြေးတက်ခဲ့ပါတယ်။ကောင်စီလာရဲ့လူတွေကလည်းသူမကိုမြင်သွားပြီးတော့မှစက္ကန့်ပိုင်းအတွင်းမှာရောရဲ့အချက်ပြေးခေါင်းလောင်းမိလာခဲ့ပြီးအရက်သားတွေဟာအိမ်ထဲအမြန်ဝင်သွားကြတာကြောင့်လမ်းတွေကရှင်းသွားခဲ့ပါတယ်။အမဲလိုက်ခြင်းကတရားဝင်စတင်ပြီးဖြစ်ပြီးအိမ်ကတော့အမဲဖြစ်နေပါပြီ။ဒါကတာမန်ရောမဟုတ်ပါဘူး။ဒီကလူကြီးတိုင်းလူလူဟာသူတို့ခေါင်းဆောင်တဲ့တေဖို့အစင်းသေးရှိနေတဲ့ဂိုင်းရဲ့တစ္ဆာရှိအဖွဲ့ဝင်တွေကြီးပါပဲ။အိမ်ကဇန်ကုန်တိုက်ခိုက်ခဲ့ပေမဲ့အခွင့်အရေးကမဖြစ်နိုင်သလိုနောက်ဆုံးတော့သူမကိုလီနာနဲ့တခြားသူတွေကဖမ်းမိသွားခဲ့ပြီးအဲဒီချိန်မှာအေလာဟာကောင်စီလာရဲ့ကိုပိုင်အိမ်ချမ်းမြေမှာရှိတဲ့အကြောင်းပေါ်လွင်လာခဲ့ပြီးလီနာကအိမ်ကိုဖမ်းမိတဲ့အကြောင်းသတင်းပို့တဲ့အခါမှာတော့ကောင်စီလာကပြောရှင်းနေပြီးတော့သိကျင်တဲ့စိတ်တွေပြင်းပြလို့နေပါတယ်။အေကထိုင်ကုန်မှာတုံတောင်ထားတာနဲ့နိုးထလာခဲ့ပြီးတော့သူမရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့လူရဲ့မျက်နှာချင်းတိုင်ဖြစ်နေပြီးကောင်စီလာကသူမကိုတယောက်တည်းလာရတာကိုသဘောကျပြီးတော့လောင်ပြောင်နေပါတယ်။ဒါပေမဲ့လည်းအိမ်ရဲ့ဒေါသတွေကသူ့ရဲ့ကြောက်ရွံ့မှုကိုဖျက်ချော်ခဲ့ပြီးလွန်ခဲ့တဲ့12နှစ်ကသူ့ဖေကိုတတ်ခဲ့တဲ့အတွက်ဆွဆွဲခဲ့ပါတယ်ခဏတာငြင်းသက်သွားခဲ့ပြီးကောင်စီလာကသူမကို JVR ရဲ့သမီးတစ္ဆပေါတယောက်ရဲ့ကလေးပြည့်မှတ်မိသွားခဲ့ပြီးဒါပေမဲ့သူဟာတုံလို့စရာကောင်းတဲ့အချက်တစ်ခုကိုဖော်ထုတ်ခဲ့ပါတယ်လီနာဟာရဲ့ညီမပါပဲညီမောင်များစွာကသူတို့ရဲ့ PC ကနေခေါ်သွားပြီးတော့မှသူ့ကြောင့်ပြုစုပြောင်းခြင်းကိုခံစားရတာဖြစ်ပြီးအဲ့ဒီအမှန်တရားကြောင့်ပဲနှစ်ယောက်စလုံးကတုံလုံးခဲ့ရပါတယ်အဲ့ဒီခံစားချက်တွေမနှိမ့်မြုပ်ခင်မှာအခန်းထဲမှာတနက်တန်တွေပြတင်တက်လာခဲ့ပြီးအေကသူ့ကိုစောင့်ကြည့်နေတဲ့လုံခြုံရေးတွေကိုတက်ပြီးတော့ထပ်ပြီးကကောင်စီလာရဲ့တတိပေးချက်တွေကိုလစ်လျူရှုပြီးလီနာဟာစီးနှင်းတွေကြားထဲမှာသူမနောက်ကိုလိုက်သွားခဲ့ပါတယ်။အနီနာကအိမ်တလုံးထဲမှာသူတို့နှစ်ယောက်ကနောက်ဆုံးမှာရန်သူမဟုတ်ပဲတွေးသားအဖြစ်ရင်ဆိုင်တွေ့ခဲ့ရပြီးလီနာကသူတို့ရဲ့မိသားစုကြောင့်အမှန်တရားကိုရှင်းပြပါတယ်။သူတို့ရဲ့ဘေးတစ္ဆာဖောက်တာကသူတို့အမေကိုပျက်စီးစေခဲ့ပြီးတော့မှအိကိုတာမန်ဘဝကိုပေးဖို့အတွက်သူ့ရဲ့အသေးအံကြိုးပမ်းမှုဟာသူတို့အားလုံးကိုဘယ်လိုဆုပ်ပြဲခဲ့လဲဆိုတာရှင်းပြခဲ့ပြီးလီလာနဲ့အီရိုတွေတိတ်ဆိတ်တဲ့အခိုက်အတန့်ကိုမျှဝေနေတော့ဂိုင်းသားတွေကသူတို့ပုံတဲ့နေရာကိုရှောက်တီသွားခဲ့ပါတယ်။ကောင်စီလာကတော့သူ့ရဲ့လူတွေကိုအလုပ်ပြီးအောင်လုပ်ဖို့အမိန့်ပေးပြီးဘုံပြစ်လိုက်လို့အိမ်တစ်ခုလုံးပေါက်ကွဲသွားခဲ့ပါတယ်။ဖုံဖုံနေငြိမ်သွားတဲ့အခါမှာလီနာဟာသူမရဲ့ညီမကိုနောက်ထပ်စကားတစ်ခုမှမပြောရခင်တေးဆုံးခဲ့ပြီးအခုတော့လုံးဝတယောက်တည်းဖြစ်သွားခဲ့တဲ့အေးဟာဒေါသတွေနဲ့ပြင်းနေလို့နေပါတယ်။အနားမှာရှိတဲ့ဓာတ်တစ်ချောင်းကိုဆွဲယူပြီးတော့ရန်သူတွေကိုတယောက်ပြီးတယောက်ခုတ်ထင်းရင်းနဲ့ဗယံပဓာတွေကိုထွက်လာခဲ့ပါတယ်။သူမရဲ့ဒေါသတွေကမယံနာနိုင်နေတော့ဘူး။အသက်ရှင်နေပြီးတော့မျောလင်းထားတဲ့အများကြီးတော့ပိုအနေနဲ့များမှန်းသိတဲ့အခါမှာကောင်စီလာကဒရိုက်တာကိုဆက်သွယ်ပြီးတော့သူ့ရဲ့လေ့ကျင့်သားတယောက်ကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ဗယံပဓာအတွက်ရှင်းပြဖို့တောင်းဆိုခဲ့ပါတယ်။ဒရိုက်တာကပွင့်လင်းတဲ့ပြိပခါကိုမလိုချင်တဲ့အတွက်အဲ့ဒီချိန်ကိုသူမကိုယ်တိုင်ကင်တွေမယ်လို့ကြေပေးပါတယ်။သူမဘယ်သူမှမမျောလင်းထားတဲ့အမိန့်တစ်ခုပေးပါတယ်။ဂျုံဝစ်ကိုလွှတ်လိုက်တာကကောင်စီလာကဒီနာမည်ကိုကြားတာနဲ့ချက်ချင်းပဲသူ့ရဲ့လူတွေကိုရက်တက်မှုအမိန့်ပေးပါတယ်။ဘယ်သူမှဝင်မပါရပါဘူး။ဘာဝရာကရောက်လာခဲ့ပြီးတော့တဝက်တစ်ပြက်ပြည့်စည်နေတဲ့အဆောင်အပြည့်တွေဂျားနေမှာအင်းနဲ့ဂျုံဝစ်တို့နောက်ဆုံးပြန်ဆောင်တွေ့ခဲ့ကြပါတယ်။သူကသူမကိုဒီဘောကနေထွက်ခွာသွားဖို့နောက်ဆုံးအခွင့်အရေးပေးပါတယ်။ဒါပေမဲ့အေးရဲ့မုန်နီမှုကအရန်ကိုနှက်ဆိုင်နေပြီး12နှစ်ကြာအဲ့ဒီနာကျင်မှုကိုတိတ်ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့နောက်ပြန်ဆုပ်ဖို့ညှင်းဆိုခဲ့ပါတယ်။သူတို့နှစ်ဟာပြင်းထန်ပြီးတော့မေယမနာတိုက်ပွဲဝင်ခဲ့ကြပြီးဂျုံရဲ့အတွေ့အကြုံကအသာစီးရခဲ့တယ်လို့အေးဟာအချင်းချင်းလဲကြခဲ့ရပါတယ်။ဒါပေမဲ့သူမရဲ့စိတ်သက်တစ်ခုကတော့သူ့ကိုရက်တန့်စေပါတယ်။သူမရဲ့စိတ်ဆုံးဖြတ်ချက်ကသူ့ကိုယ်သူတတိယစေခဲ့တာပါ။သူ့ကိုတမ်းမဲ့စားဂျုံဟာစိတ်သက်ညှိနှိုင်းမှုတစ်ခုလုပ်ခဲ့ပါတယ်။သူမကိုသူ့ရဲ့လက်စားချိန်မှုကိုပြင်းပြောစေမှာပါ။ဒါပေမဲ့ညတကောင်မတိုင်ခင်မှာသူမမအောင်မြင်မှုဆိုလို့ရှိရင်တော့သူကိုယ်တိုင်အဆုံးသေးရမှာပဲဖြစ်ပါတယ်။အဲဒါနဲ့ပဲအေးကတော့သူမရဲ့နောက်ဆုံးထပ်ပေါ်လမ်းကိုစတင်ခဲ့ပြီးသူမအလုံးယုံရေးတွေကိုရက်စက်တဲ့တိကျမှုနဲ့ပြုံးခွင်းရင်းနဲ့စကန်တစ်ခုလုံးမှာလိုက်ရှာခဲ့ပါတယ်။လက်နဲ့တူလောင်ယုံတစ်ခုလေးမှာမိသက်ဆက်တစ်ခုကိုတေးလိုက်ရပြီးအဲဒါကသူမရွေးချယ်လိုက်တဲ့လက်နဲ့ကြီးဖြစ်ပြီးတော့လုံကျန်သူအဖွဲ့တွေကိုတစ်ချက်တည်းနဲ့မိတိုက်သွားစေခဲ့ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲသူမဟာကောင်ဆယ်လာရဲ့ထိတန်းအင်အားကြီးသူနဲ့ရင်ဆိုင်ရပြီးတော့သူကလည်းအဲ့ဒီလိုလက်နဲ့မျိုးကိုပဲကိုင်ဆောင်ထားတာသူတို့နှစ်ဟာမြေရောက်လိုင်ကောင်းတွေကိုငရဲလိုလင်းနဲ့သွားတဲ့မိတော့တွေနဲ့မိတိုက်ပွဲဆင်နွှဲခဲ့ပါတယ်။နောက်ဆုံးမှာတော့အေးကခြေခွဲနေတဲ့ပြင်းမောင်းကနေခုံဆင်းပြီးတော့မှတီတီလေးလွတ်မြောက်ခဲ့တယ်လို့လက်စားချင်မှုနဲ့လှုံ့ဆော်ခင်ရတဲ့အေးဟာမရက်ခဲ့ပါဘူး။လန်နီပေါ်မှာလှည့်လည်နေတဲ့ကြမ်းရှိနေတဲ့စစ်သားတွေကိုမိရှို့ဖြစ်ခဲ့ပြီးမိဖို့နဲ့ပြော်တွေပဲကြံခဲ့ပါတော့တယ်။ကောင်ဆယ်လာကသူ့ရဲ့တဟာအတော်လေးကိုနေတော်မှန်းပြီးတော့ထွက်ပြေးဖို့ဆုံးဖြတ်ပြီးအဲလာကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့အေးရဲ့မိသက်ဆက်ကနောက်ဆုံးမှာစီကုံသွားခဲ့ပြီးကောင်ဆယ်လာရဲ့တူအကြီးကပေါ်လာတော့သူမဟာလက်လွတ်လက်စားတိုက်ဖို့အတွက်ပြောင်းလဲရပါတော့တယ်။အနီးနားကရေပိုက်ကိုမြင်တဲ့အခါမှာတော့ဆွေးယူပြီးတော့သူ့ကိုရင်ဆိုင်ခဲ့ပြီးမီးလုံးတွေနဲ့ရေတွေဟာပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာပေါင်းစုံခဲ့ပါတယ်။ဒါပေမဲ့မီးကအနိုင်ရရှိခဲ့ပြီးတော့ဒုတိယအခြေကတပ်ဖို့နီးကပ်လာတဲ့အချိန်အိဗ်ကအနောက်ကိုလင်းဆင်သွားခဲ့ပြီးသူမရဲ့ကာဝေးရေးတွေပြိုလဲသွားရပါတယ်။အဆုံးသတ်တော့မယ်လို့ထင်ရတဲ့အချိန်မှာတနက်တန်တစ်ချက်ထွက်လာခဲ့ပြီးဒူကြီးရဲ့လက်နက်ကသူ့ရဲ့လက်ထဲမှာပေါက်ကွဲခဲ့ပါတယ်။ဂျုံဝီကတိတိကျဝင်ရောက်ပြီးတော့မှကူညီခဲ့တာပါ။အဲ့ဒီပြစ်ချင်းနဲ့သူကိုယ်တိုင်ဗယံမရာတွေကိုဝင်ရောက်ခဲ့ပြီးတော့ဂျုံဝီပုံစံအတိုင်းပဲသူဟာစစ်မြေပြင်ကိုတဘာဝတရားရဲ့အင်အားတစ်ခုလိုဖျက်ဆီးပြီးကြန့်ရှိနေတဲ့စစ်သားတွေကိုတယောက်ချင်းဖြိုခွဲခဲ့ပါတယ်။အေးကတော့ကောင်စီလာကိုရဲတမ်းမှုတဲ့ရှေ့ကိုဆက်တိုးခဲ့ပြီးကာမတွက်ကင်မှာပဲအေးကလိုက်မိခဲ့ပြီးတော့ရင်မောင်းကိုပြစ်လိုက်တာကြောင့်ကောင်စီလာဟာကားလေးကထွက်လာဖို့ဖြစ်လာခဲ့ပါတယ်
စကလုံးတွေဟာသူ့ရဲ့တခုတည်းသောလက်နဲ့ဖြစ်ပေမဲ့အေးကတော့နားထောင်ဖို့ဒီကိုရောက်လာတာမဟုတ်ပါဘူးညတကောင်မရောက်သေးပါဘူးသူမသဘောတူညီချက်ကိုမှတ်မိပြီးအေးဆက်တဲ့တရားမှုတွေနဲ့သူ့ကိုအဆုံးသက်ကသူ့ရဲ့လူတွေကိုပါရှင်းပြခဲ့ပါတော့လေဂျဝင်းကစစ်မြေပြင်ကိုရှင်းလင်းပြီးတဲ့နောက်မှာတော့သူ့ရဲ့စာချုပ်ကိုအဆုံးမသတ်ဖို့ရွေးချယ်ခဲ့ပြီးအေးနဲ့အေလာကိုလွတ်မြောက်စေခဲ့ပါတယ်သူဒရိုက်တာကိုပြန်အစီရင်ခံတဲ့အခါမှာတော့အေးကသူ့ရဲ့ knowledge တွေကိုအပိသက်တက်လိုက်ပြီးတာကြောင့်ပဲရိုးရှင်းစွာနဲ့ပြောခဲ့ပါတော့တယ်ဒရိုက်တာကဘာမှမပြောခဲ့ပါဘူးနေ့ရက်ကြာပြီးတဲ့နောက်မှာတော့ငင်းငယ်ခဏတာပြန်ရောက်လာခဲ့ပြီးအေးကအေလာကိုအသေးမွားဒဏ်ရာလေးတွေနဲ့အသက်ရှင်ချမ်းရေးခဲ့တဲ့သူ့ရဲ့အဖေပိုင်းနဲ့ပြန်လည်ပေါင်းစည်းပေးခဲ့ပါတော့တယ်နောက်ပိုင်းမှာတော့ပြဿနာရောတစ်ခုမှတိတ်တိတ်ဆိတ်ထိုင်ရင်းနေပဲအေးဟာဘဲလီကဖျော်ပြမှုကိုကျင့်နေခဲ့ပြီးဒါပေမဲ့ကဘာကြီးကသူမကိုမမေ့သေးပါဘူးတနည်းအားမှာအေးရဲ့ခေါင်းတွေဒေါ်လာ6သန်းတန်စာချုပ်အသစ်တစ်ခုထုတ်ပြန်လိုက်ပြီးဖြစ်ပြီးအမဲလိုက်တဲ့သူဟာအခုတော့အမဲလိုက်ခင်ရသူဖြစ်ခဲ့ပါပြီဒါကြောင့်ပဲဒီဇယ်လန်ရဲ့တင်ငန်းစာကတော့ဘဲလီအကကာရင်းနဲ့တင်ကိုကြီးမားသောလုပ်နေတဲ့ဘဲလီအကသမားကိုမဆမိပါစေနဲ့လို့ပဲပြောချင်ပါတယ်